Lion Water Singapore Oh my god ဥပပဥရရเนาะယခုလိုမျိုးချင်းသေးရုပ်ပြီးရေတကုံကြီးနဲ့အတူကတော့ကျွန်တော်တို့တွေတစ်ချိန်တော့ကလေးဘဝငယ်ဘဝတော့ဆိုရင် DVD တဲ့ရုပ်ရှင်တွေထဲမှာပဲကြည်ရမြင်ရတွေ့ရပါတယ်စင်ကာပူနိုင်ငံဆိုရင်နိုင်ငံသားအများစုအော်ရတဲ့နိုင်ငံလေးဖြစ်တယ်အထင်ကြီးတဲ့နိုင်ငံလေးဖြစ်တယ်ဒီမှာဆိုရင် CCTV လုံခြုံရေးတွေက24နာရီစောင့်ကြည့်ကြည့်ရှုနေတာကိုလည်းတွေ့နေကြပါတယ်စင်ကာပူနိုင်ငံဆိုရင်အရန်ကိုမှစစ်ဖြစ်ပါတယ်လုံခြုံမှုအပြည့်အဝရှိပါတယ်ဒီလိုမျိုးအပန်းဖြစ်ပြီးနေပြောဝဲတာဖြစ်တာဆိုရင်အရန်ကိုမှပျော်ဖို့ကောင်းပါတယ်ဒီမှာဆိုရင်တွေ့နေနေမှာပဲတရုတ်နှစ်တစ်မှာဆိုတော့နိုင်ငံသားအများစုစီစီကာကာလာရောက်လေပတ်အပန်းဖြစ်နေတာကိုတွေ့နေရပါတယ်နိုင်ငံသားလူမျိုးပေါင်းစုံဒီလိုမျိုးခါကြီးရတူတွေပါဆိုရင်ကြိတ်တူပါတယ်ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့ဒါစင်ကာပူနိုင်ငံရဲ့နာမည်အကြီးဆုံးနေရာမျိုးတော်ကြီးတစ်ခုကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ပပလစ်နေရာမှာဆိုတော့တည့်ရတိုင်းပါပဲတူကိုအမှတ်တရတပ်ပုံတွေဗီဒီယိုတွေဘလော့တွေများစွာရိုက်ကူးနေတာကိုလည်းတွေ့နေကြရပါတယ်ဒီညအရန်ကိုမှမိုက်ပါတယ်သဘာဝအလှပါတွေသဘာဝရှုခင်းနေတဲ့အတူသဘာဝကောင်းကင်လေတွေနဲ့အတူတဝါကြီးကြီးစုခံစားရတာအပန်းဖြေလို့အရန်မှကောင်းပါတယ်ကျွန်တော်ကတော့ခေတ္တမလေးစားရောက်ကိုအောင်ပဲဖြစ်ပါတယ်ကြည့်ရှုအပေးသူများကိုလည်းကျေးဇူးအများကြီးတင်ပါတယ် Oh my god ဥပပဥရရအားလုံး bye bye